ကိုဆောင်နာအကြောင်းပြောပြမယ်ကိုဆောင်နာကသူက17ပါးရှိတယ်တဲ့မိမိကိုလိုက်ဆောင်လျှောက်ပေးတဲ့ကိုဆောင်နာ17ပါးတဲ့ဒါလေးကိုသိတော့အောင်ကြော်မသွားနဲ့ကိုဆောင်နာပထမဆုံးတစ်ပါးကဘယ်သူလဲဆိုတော့တတ္တဘာဂနာတဲ့နဖုဇာရေးတော်နှတ်တဲ့လူတွေကတော့ဖုဇာရေးနှတ်လို့ခေါ်တယ်ဒါကြောင့်မို့ဒီဖုဇာရေးနှတ်ဟာလည်းပဲမိမိကိုမိစောင့်ရှောက်တဲ့ကိုဆောင်နာပဲတဲ့အခုကြည့်နေတဲ့လူနဲ့တော့မဆိုင်ဘူးပေါ့အခုကြည့်နေတဲ့လူမဆိုင်တယ်လို့ပဲဦးဇင်းတို့နဲ့လည်းမဆိုင်ဘူးဦးဇင်းတို့ရဲ့တတ္တဘာဂနတ်ကဘဝတတ္တတာအိပ်ပျော်သွားလို့ဒါကပထမဆုံးနတ်တတ္တဘာဂနတ်နံပါတ်2ကသူရတတိနတ်တဲ့သူရတတိနတ်ကပညာကိုပွားစေရသောနတ်တဲ့ပညာကိုပွားစေတယ်တဲ့ပညာတွေချစ်ထွန်းတယ်တဲ့နံပါတ်3ကတက်ကြနတ်တဲ့စီစဉ်ဥစ္စာယရနာတွေကိုပေးတတ်သောနတ်တဲ့စီစဉ်ဥစ္စာယရနာတွေကိုပေးတတ်တယ်တဲ့တက်ကြနတ်ကနံပါတ်4ကမဟိရာဇနတ်တဲ့အိမ်မက်ပေးစေရသောနတ်တဲ့အိမ်မက်ပေးတဲ့ကိုအမြဲတမ်းအိမ်မက်တဲ့အချိန်မှာတခါကျရင်တချို့ကလည်းနတ်တွေအိမ်မက်ပြီးလို့အိမ်မက်လေးရှိကြတယ်တဲ့တချို့ကလည်းပဲမိမိစိတ်ဆွဲရကိုအိမ်မက်တယ်နံပါတ်5ကဝါမတူရနတ်တဲ့ဝါမတူရနတ်ကနမိတ်ကိုပေးတယ်တဲ့ကိုကကောင်းကောင်းလေးနေလို့ချင်းကိုကသူတော်ကောင်းဆိုရင်ကိုအရှိမအန္တရာယ်ဖြစ်မယ်ဆိုလို့ရှိရင်ကိုနမိတ်ပေးတယ်တဲ့ဒါကလည်းကိုကကောင်းမှနံပါတ်6ကဇနတူရနတ်တဲ့နံပါတ်ဇနတူရနတ်ဆိုတာကအလှပေးတတ်သောနတ်တဲ့အလှကိုပေးစေတတ်သောနတ်တဲ့နံပါတ်9ကကရဝါနတ်တဲ့ကရဝါနတ်ဆိုတာကာမဒုက္ခကိုပေးတော့နတ်တဲ့နံပါတ်10ကယောတိကနတ်တဲ့မိမိသွားလေရာကိုစောင့်ရှောက်ပြီးတော့နတ်လို့ပြောတယ်ဒါကြောင့်မို့မိမိသွားတဲ့ဟာကလည်းမိမိကလည်းကောင်းမှမိမိကလည်းသူတော်ကောင်းဖြစ်နေမယ်ကောင်းသောစကားကိုဆိုမယ်ကောင်းသောအလုပ်ကိုလုပ်တယ်ဆိုလို့ရှိရင်မိမိသွားလေရာမှာစောင့်ရှောက်တော့နတ်လို့ပြောတယ်နံပါတ်9ကဘာလဲဆိုတော့ကလျာဏမိတ်တနတ်တဲ့ကောင်းသောစကား